ဒါမင်းယုံကြည်ထားတဲ့အပြောင်လေးဒါငါယုံကြည်ထားတဲ့အမေရောင်လေးမင်းကမင်းယုံကြည်မှုရှိလားမင်းကမင်းအရင်ရှိတယ်လို့မင်းကမင်းယုံကြည်လားမင်းကမင်းအရင်ရှိတယ်လို့မင်းကမင်းယုံကြည်ပြီးမင်းကမင်းယုံကြည်မှုရှိလားကောင်းသောရှင်နိုင်ခြင်းနဲ့ရှင်ပြန်ရတယ်အဲ့ဆဲဆိုရမ်းလိုက်ငါဘာဖြစ်သွားဘူးဟုတ်ပြီနော်ဆဲဆိုရမ်းလိုက်တာငါဘာဖြစ်သွားဘူးလူတယောက်ရှင်ပြန်ကောင်းသောရှင်နိုင်ခြင်းနဲ့ရှင်ပြန်ရတယ်โอเคမင်းပြောတဲ့စကားဆဲဆိုရင်ငါမင်းကိုဆဲလိုက်တော့မင်းဘာမှမဖြစ်တော့ဘူးဆိုတော့ငါလက်ခံတယ်ငါထောက်ခံတယ်ဝန်ခံတယ်ဟုတ်တယ်နော်ငါမင်းကိုဆဲလိုက်တော့မင်းဘာမှမဖြစ်ဘူးဒါပေမဲ့မင်းတိတဲ့အတိကအဲ့လားလေးပဲတိတယ်ဒါမင်းပြောတဲ့ဥပမာလားအဲ့ဒါဥပမာပေါ့မင်းဘွားမှာအဲ့ဒါတကယ်ဟိုအတိတရားနဲ့နှိုင်းရှင်ပြီးပြလိုက်တဲ့စကားတစ်ခွန်းလားဗျာမင်းရောင်ဒါငါရောင်ဒါမင်းယုံကြည်မှုဒါငါယုံကြည်မှုဟုတ်လားငါယုံကြည်မှုနဲ့အသက်ရှင်နေတာမဟုတ်နော် logic beta ပဲငါအသက်ရှင်နေတာငါပြောတဲ့စကားငါလုပ်တဲ့အလုပ် logic beta အရာတိုက်ညီရှိတဲ့အလုပ်ကိုလုပ်တယ်တိုက်ညီမှုရှိတဲ့အပြောကိုပြောတယ် logic ဆိုတာနားလည်လားမင်းစာတင်ရရင်တော့တက်လိုက်တိနားလည်မယ်နော်မင်းစာမတက်ရင်တော့ပြောမတတ်ဘူးနော်အဲ့တော့ logic beta ဆိုတာဘာလဲတွားလေ့လာပြီးမှငါဆိုတာဘာလဲပြန်လာပြောယုံကြည်မှုနဲ့အသက်ရှင်တာမဟုတ်ဘူးဘာဖြစ်လို့ငါအမှားမှန်ကို logic ကြခွဲခြမ်းစိတ်ပြပြီးတော့နာကိုငါဘယ်လောက်လုပ်နိုင်တယ်မှန်တာကိုငါဘယ်လောက်ပြောနိုင်တယ်အဲ့ဒါငါလုပ်